မင်္ဂလာပါရှင် The 74 Media ရဲ့အပတ်စဉ်အင်္ဂါနေ့နဲ့ကြာပတိနေ့တိုင်းည9:00 နာရီမှာတင်ဆက်ပေးနေတဲ့နိုင်ငံတကာသတင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးရမယ့်သတင်းတွေကထိုင်းနိုင်ငံမှာအုပ်စုလိုက်အဓမ္မပြုကျင့်ခဲ့တဲ့အမှုမှာပါဝင်တဲ့ကျောင်းဆရာများနဲ့ကျောင်းသားတွေအာမခံပေးတဲ့ဆိုတဲ့သတင်း။တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ဒုတိယလှိုင်းအဖြစ်နောက်တစ်ကြိမ်ပြန်လည်ကူးစက်မှာကိုစိုးရိမ်တဲ့အတွက်ကျောင်းတွေပြန်ဖွင့်မဲ့အစီအစဉ်ကိုနောက်ဆုတ်ထားတဲ့ဆိုတဲ့သတင်းဟောင်ကောင်မြို့ကဈေးဝယ်စင်တာတွေမှာအစိုးရကိုဆန္ဒပြတဲ့သူတွေထဲကအယောက်250လောက်ကိုဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းနဲ့အကြမ်းဖက်အဖွဲ့ IS ရဲ့တောင်အာရှနဲ့အရှေ့အာရှခေါင်းဆောင်ကိုအာဖဂန်နစ္စတန်နိုင်ငံမှာဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးရမှာဖြစ်ပါတယ်။ပထမဦးဆုံးတင်ဆက်မယ့်သတင်းကထိုင်းနိုင်ငံမုတ်ဟန်ပြည်နယ်ရဲ့ကျောင်းတစ်ခုမှာဖြစ်ပွားခဲ့တဲ့အသက်16နှစ်အရွယ်ကျောင်းသူတဦးကိုအမျိုးသား9ဦးကအုပ်စုလက်အဓမ္မပြုကျင့်ခဲ့တဲ့အမှုမှာပါဝင်နေတဲ့ကျောင်းဆရာ9ဦးနဲ့ကျောင်းသားဟောင်း2ဦးကိုမနေ့ကထိုင်းတရားရုံးကအာမခံပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ်။ဒီအမှုနဲ့ပတ်သက်ပြီးတာဝန်ရှိတဲ့ထိုင်းရဲဒုဗိုလ်မှူးကြီးပရီရှာဂရန်ယုတ်ကဒီအမှုကိုအာမခံပေးခဲ့တဲ့9ဦးထဲကကျောင်းဆရာ3ဦးဟာဆွဲချက်တင်ခံရဖွယ်ရှိတယ်လို့ဆိုပါတယ်။ဆွဆွဲခံရတဲ့အကြောင်းဆရာ3ဦးဟာအုပ်စုဖွဲ့အဓမ္မပြုကျင့်မှုကိုစီစဉ်ခဲ့တဲ့အပြင်တခြားသူတွေပါဝင်အောင်လဲတိုက်တွန်းခဲ့ပေမဲ့လူကုန်ကူးမှုနဲ့ပတ်သက်ပြီးတရားစွဲဆိုမှာမဟုတ်ဘူးလို့ဒုဗိုလ်မှူးကြီးပရီရှာကပြောပါတယ်။အဓမ္မပြုကျင့်ခံရတဲ့အသက်16နှစ်အရွယ်ကျောင်းသူဟာအဲ့ဒီကျောင်းမှာပဲအဓမ္မပြုကျင့်ခံရတဲ့အသက်14နှစ်အရွယ်ကျောင်းသူအတွက်မျက်မြင်သက်သေအဖြစ်ရပ်တည်သွားမယ်လို့သိရပါတယ်။အသက်16နှစ်အရွယ်ကျောင်းသူရဲ့အဆိုအရသူမကိုကျူးလွန်ခဲ့တဲ့သူတွေဟာတခြားအမှုမှာဆွဆွဲခံရတဲ့သူတွေနဲ့တူနေပြီးပထမအမှုမှာကျူးလွန်ခံရတဲ့အသက်14နှစ်အရွယ်ကျောင်းသူပြောပြတဲ့အချက်တွေနဲ့ကိုက်ညီမှုရှိနေပါတယ်။လက်ရှိအချိန်မှာတော့ဒုတိယမြောက်အဓမ္မပြုကျင့်ခံရတဲ့အကြောင်းသူကိုလူမှုဖွံ့ဖြိုးရေးနဲ့လူသားလုံခြုံရေးဝန်ကြီးဌာနကကာကွယ်ဆောင်ရှောက်ထားပါတယ်။ဒီကျောင်းသူကိုစိတ်ငြိမ်စေးတိုက်ထားပြီးစိတ်ပိုင်းဆိုင်ရာတိုင်ပင်ဆွေးနွေးမှုတွေပံ့ပိုးနေတယ်လို့တာဝန်ရှိသူတို့ကပြောပါတယ်။လွန်ခဲ့တဲ့အပတ်ကအသက်14နှစ်အရွယ်ကျောင်းသူတို့ရဲ့အဖွားဖြစ်သူကမြေးဖြစ်သူကိုအုပ်စုလိုက်အဓမ္မပြုကျင့်ခဲ့တယ်လို့တိုင်ကြားခဲ့တဲ့အတွက်ထိုင်းနိုင်ငံတနိုင်ငံလုံးစိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။အဓမ္မပြုကျင့်ခံရသူ2ဦးစလုံးဟာ2019ခုနှစ်မတ်လကစပြီးတစ်နှစ်တာကာလအတွင်းအကြိမ်များစွာအဓမ္မပြုကျင့်ခံခဲ့ရတာဖြစ်ပါတယ်။ဆက်လက်ပြီးတောင်ကိုရီးယားနိုင်ငံမှာ COVID-19 ဒုတိယလှိုင်းအဖြစ်ပြန်လည်ကူးစက်မှာကိုစိုးရိမ်တဲ့အတွက်ကျောင်းတွေပြန်ဖွင့်မဲ့အစီအစဉ်တွေကိုတပတ်နောက်ဆုတ်လိုက်တယ်လို့သိရပါတယ်။မေလ17ရက်ညနေအထိ COVID-19 ကူးစက်ခံရသူစုစုပေါင်း94ဦးအထိမြင့်တက်ခဲ့တဲ့အတွက်ကျောင်းတွေဆက်ပိတ်ထားတာပါ။တောင်ကိုရီးယားနိုင်ငံအတွင်းကူးစက်ခံရသူအသစ်မသိတော့တဲ့ရက်အနည်းငယ်အတွင်းကူးစက်ခံရသူတဟုန်ထိုးတိုးတက်လာတာကြောင့်ကျောင်းတွေဆက်ပိတ်ထားဖို့ကျောင်းသားမိဘတွေကသမ္မတအိမ်ပြတော်စီလက်မှတ်ရေးထိုးအတနာခံခဲ့ကြပါတယ်။လက်မှတ်ရေးထိုးခဲ့တဲ့သူစုစုပေါင်း1,8500ကျော်ရှိခဲ့ပါတယ်။ဒီလိုတောင်းဆိုခဲ့တာကြောင့်တောင်ကိုရီးယားပညာရေးဝန်ကြီးဌာနကအထက်တန်းကျောင်းတွေကိုမေလ20ရက်နဲ့မူလတန်းကျောင်းတွေကိုဇွန်လ10ရက်နေ့မှာပြန်လည်ဖွင့်လှစ်မယ်လို့မနေ့ကကြေညာခဲ့ပါတယ်။စိုးမျိုးကညအပန်းဖြေနေရာတစ်ခုဖြစ်တဲ့အီထဲဝန်ခရိုင်မှာလိန်သူချစ်သူတွေတွားလေးရှိတဲ့ဘားငါးခုနဲ့နိုင်ကလပ်တွေကနေအစုအပြုံလိုက်ယောဂကူးစက်လာတာဖြစ်ပါတယ်။ကူးစက်ခံရသူတွေထဲမှာတောင်ကိုရီးယားစစ်သား10ဦးနိုင်ငံခြားသား4ဦးတူနာပြု2ဦးနဲ့84နှစ်အရွယ်အဖွားတွေဖြစ်ပါတယ်။ COVID-19 ရောဂါကြောင့်ကူးစက်ခံရသူ1900ကျော်နဲ့သေဆုံးသူ256ဦးအထိရှိလာပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တနင်္ဂနွေနေ့အမေများနေ့မှာဟောင်ကောင်မြို့ဈေးဝယ်စင်တာတချို့မှာအစိုးရကိုဆန္ဒပြတဲ့သူတွေတဲကအယောက်250လောက်ကိုဟောင်ကောင်ရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ဖမ်းခံရတဲ့လူ250ထဲကလူ200ကိုတရားမဝင်လူစုလူဝေးပြုလုပ်ခဲ့မှုနဲ့ဖမ်းဆီးထားတယ်လို့ဒီအကြောင်းနဲ့ယဉ်ကျေးမှုရှိတဲ့သတင်းရင်းမြစ်တူပြောဆိုထားတာကို South China Morning Post သတင်းဌာနမှဖော်ပြခဲ့ပါတယ်။တနင်္ဂနွေအစောပိုင်းကလူရာပေါင်းများစွာဟာဈေးဝယ်စင်တာအနည်းဆုံး10ခုမှာစုဝေးခဲ့ကြပြီးအစိုးရကိုစန့်ကျင်တဲ့တခြင်းတွေနဲ့အော်ဟစ်တီဆိုကြွေးကြော်ခဲ့ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေရဲ့အဆိုအရသက်စီပုံပြုလုပ်နိုင်တဲ့ပစ္စည်းတွေကင်ဆောင်ထားတဲ့လူတစ်ယောက်ကိုလည်းဖမ်းဆီးထားတယ်လို့ဆိုပါတယ်။တ
နင်္ဂနွေနေ့ညနေပိုင်းမှာလူစီကားတဲ့ဈေးဝယ်နေရာဖြစ်တဲ့မောင်ကော့ရက်ကွက်မှာအစိုးရကိုစန့်ကျင်ဆန္ဒပြသူတွေဟာလမ်းတွေပိတ်ဆို့ပြီးအမိုက်တွေကိုမီးရှို့ခဲ့ပေမဲ့ရဲတပ်ဖွဲ့ဝင်တွေကချက်ချင်းလူစုခွဲလိုက်ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေဟာဆန္ဒပြသူတွေအပြင်သတင်းထောက်2ဦးကိုငရုတ်ကောင်းရည်ဖြန့်ပြီးထိန်းသိမ်းခဲ့ပါတယ်။ရဲတပ်ဖွဲ့တွေနဲ့ဆန္ဒပြသူတွေကြားညှိနှိုင်းပေးဖို့ဆန္ဒပြတဲ့နေရာကိုရောက်ရှိလာတဲ့လွတ်တော်အမတ်ကိုလည်းရဲတပ်ဖွဲ့ဝင်တွေကမြေပေါ်မှာဖိထားပြီးရဲတပ်သားတဦးကသူ့ရဲ့ခေါင်းကိုဒူးနဲ့ဖိထားတယ်လို့မျက်မြင်သက်သေတွေကဆိုပါတယ်။ဆန္ဒပြသူတွေဟာ message ကနေတဆင့်လူစုခဲ့ကြပြီး3နာရီဝန်းကျင်အရောက်ဈေးဝယ်စင်တာတွေစီကိုလာဖို့နှိုးဆော်ခဲ့ပါတယ်။ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသမှာလွန်ခဲ့တဲ့နှစ်တွေကအစိုးရကိုစန့်ကျင်ဆန္ဒပြတာတွေရှိနေတဲ့အပြင်စက်တိုက်ဆိုလိုဖြစ်ပွားခဲ့ပြီးရဲတပ်ဖွဲ့ဝင်တွေကအလွန်အကျွံအင်အားသုံးဖြိုခွဲတာအပြင်အခွင့်အရေးချိုးဖောက်သူတွေရှိနေတယ်လို့လူအခွင့်အရေးအဖွဲ့အချို့ကဆွဆွဲထားပါတယ်။ဆန္ဒပြသူတွေက COVID-19 ကြောင့်အတန်ကြာရပ်တန့်သွားခဲ့ပေမဲ့ဧပြီလနောက်ဆုံးအပတ်ကနေပြန်လည်စတင်လာတာဖြစ်ပါတယ်။နောက်ဆုံးသတင်းသဘောအနေနဲ့အရှိတောင်ပိုင်းနဲ့အရှိ IS အဖွဲ့ခေါင်းဆောင် Shiis Khorasani ကိုအာဖဂန်နစ္စတန်နိုင်ငံကဘူးမြို့မှာဖမ်းဆီးရမိခဲ့တယ်လို့အာဖဂန်နစ္စတန်ထောက်လှမ်းရေးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။ Shiis Omar Khorasani လို့လူသိများတဲ့ဇီယာဦးဟတ်ကိုစစ်သွေးကြွအုပ်စုကတခြားခေါင်းဆောင်ကြီး2ဦးနဲ့အတူဖမ်းမိခဲ့တာဖြစ်ပါတယ်။အာဖဂန်နစ္စတန်နိုင်ငံမှာတာလီဘန်တွေဟာအဓိကအင်အားကြီးစစ်သွေးကြွအဖွဲ့ဖြစ်ပေမဲ့ IS အဖွဲ့တွေဟာလည်းနေရာတချို့မှာလှုပ်ရှားမှုရှိခဲ့ပြီးကဘူးမှာဘုံခွဲတိုက်ခိုက်မှုတော်တော်များများကိုပြုလုပ်ခဲ့ပါတယ်။ IS ခေါင်းဆောင်တွေကိုဒါဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းအတည်ဖြစ်ခဲ့ရင်အခုနှစ်တွေမှာကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်နိုင်တယ်လို့သတင်းထောက်တွေကဆိုပါတယ်။ IS ခေါင်းဆောင်နဲ့အတူအဖမ်းခံရတဲ့တခြား2ဦးကသူ့ရဲ့ပြောရေးဆိုခွင့်ရှိသူSahis နဲ့ထောက်လန်ရေးကောင်းဆောင်အာဘူအာလီတို့ဖြစ်ပါတယ်။မကြာသေးခင်ကအဖမ်းခံရတဲ့ IS အကြီးအကဲ4ဦးရဲ့လက်ဝက်သတင်းပေးမှုနဲ့လုံခြုံရေးနဲ့ထောက်လန်ရေးတွေရရှိခဲ့တဲ့သတင်းအချက်အလက်တွေရစစ်စင်ရေးကိုပြုလုပ်ခဲ့တယ်လို့ထောက်လန်ရေးဌာနကဆိုပါတယ်။အာဖဂန်နစ္စတန်သတင်းဌာနကအကြမ်းဖက်အဖွဲ့ခေါင်းဆောင်တွေနဲ့အကြမ်းဖက်သမားတွေကိုဆက်လက်ရှာဖွေနှိမ်နင်းသွားမှာဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။မကြာသေးမီနစ်တွေကအာဖဂန်နစ္စတန်နိုင်ငံအတွင်းရှီယာမွတ်စလင်တွေနဲ့တခြားလူနည်းစုတွေကိုဦးတည်ပြီး IS အဖွဲ့ကဘုံခွဲတိုက်ခိုက်ခဲ့တာကြောင့်လူသေဆုံးမှုတွေရှိခဲ့ပါတယ်။တာလီဘန်ကတော့ IS ကိုစန့်ကျင်တယ်လို့ပြောကြားထားပြီးအကြီးစားတိုက်ခိုက်မှုတွေမလုပ်ဘူးလို့ပြောဆိုထားပါတယ်။ဒီကနေ့နောက်ဆုံးရရှိတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးရတာဖြစ်ပါတယ်။ကြည့်ရှုအားပေးတဲ့မိဘပြည်သူပေါင်းကိုစိတ်နှပြကျန်းမာကြပါစေ။ COVID-19 ရန်ကိုအတူတကွရင်ဆိုင်နိုင်ဖို့မကြာခဏလက်ဆေးကြဖို့နဲ့မလိုအပ်ပဲအပြစ်မထွက်ဖို့တိုက်တွန်းလိုက်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်